တွေးထားတာကထရန်ကိုစူးစမ်းပတ်စနဲ့ရိုက်နေရပါမိုးကလည်းရွာနေတယ်မီးကလည်းမောင်နေပါတယ်ဒီနေ့ကတော့ဘန်ကောက်မှာအကြီးဆုံးပန်းစီကိုရောက်နေရပါတော့ဒီပန်းစီရဲ့နာမည်ကပတ်ထုံတက်လက်လို့ခေါ်တယ်ထိုင်းလိုမြန်မာလိုဆိုလို့ရှိရင်တော့ပတ်ထုံဈေးပေါ့နော်ဒီမှာအခုပန်းလေးတစ်ခုဝယ်လာတယ်ဒီပန်းလေးတစ်စီးကိုမှ20ပဲပေးရပါတယ်ဒီပန်းလေးကဘန်ကောက်မှာရှိပြီးတော့ပေါ့နော်သူက24နာရီလုံးဖွင့်တာမျက်စိပန်းတစ်စီးကိုဆိုလို့ရှိရင်လည်း20ပဲရှိတယ်သူကဒီမှာအရန်အောင်မှတ်တမ်းပါတယ်ဒီလိုလာမယ်ဆိုလို့ရှိရင် bus ကနဲ့လာလို့ရတယ်အမှဒီလည်းရှိရပေါ့နော်ဘယ်လိုကိုလာလို့ရပါတယ်အော်လေချောင်းလည်းရှိတယ်တင်မောလည်းရှိဒီမှာ try တစ်ခုရှိရအဲ့ဒါကတော့ lotus flower နဲ့ဓာတ်ပုံရိုက်တာပေါ့နော်ဒါပေမဲ့ဥကတော့ baby bright ပန်းလေးကိုတိုက်တဲ့အတွက်ကြောင့်ဒီပန်းလေးနဲ့ပဲဓာတ်ပုံရိုက်ပါမယ် let's go အခုကတော့ try ကိုစူးစမ်းပတ်စနဲ့ရိုက်နေရပါမိုးကလည်းရွာနေတယ်မီးကလည်းမောင်နေပါတယ်ဒါတော့ကြောက်ဖြတ်မြရဲ့ပေးနာမှာပေါ့နော် Memorial Bridge တရားပေါ်မှာပါဒီတရားပေါ်မှာတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်မိဘတွေလည်းဖောက်ကြရတယ်နောက်ပြီးတော့ပွဲအကြီးတွေဆိုလို့ရှိရင်မလုပ်တယ်ပေါ့နော်အစတော့ဒီတရားပေါ်မှာမဟုတ်ဘဲနဲ့ဟိုဘက်တရားပေါ်မှာထပ်ပြီးတော့သွားမလို့ပါကြောက်ဖြတ်မြရဲ့အပေါ်မှာဆောက်ထားတဲ့တရားပေါ်မှာလောက်ထားတဲ့ပန်းညံပေါ့နော်ကြောက်ဖြတ်ပန်းညံလို့သိကြတယ်အဲ့ပန်းညံမှာဆိုလို့ရှိရင်ဒီနေ့ဆောင်းလေအေးဆေးနဲ့ပေါ့နော်ချိလို့ရအဲ့ပေါက်ရိုက်ပြမလို့ပါဒါပေမဲ့ဒီနေ့ကဥရုထွက်လာတဲ့အချိန်ကနည်းနည်းလေးနောက်ကျသွားတယ်မိုးတွေကလည်းတကုံရွာနေရပေါ့နော်ဒီပိုင်းပြီးရင်တော့ဖျားမလားမသိပါဘူးဒါပေမဲ့မောင်မောင်မဲမဲနဲ့ပဲလိုက်ပြီးကြည့်ပေးကြပါအောင်ရှင်